ဖြူစင်ဆိုတဲ့ကြောင်မလေးတယောက်ရေချိုးခန်းထဲမှာရေချိုးနေတော့သူရိန်ဆိုတဲ့ကြောင်ထီးစီကဖုံးဝင်လာခဲ့တယ်သူရိန်အချစ်ကိုခဏနေချစ်စီလာခဲ့မယ်နော်ဖြူစင်ဟုတ်ကိုချစ်ခုရေချိုးနေတဲ့9မိနစ်ပဲစောင့်တော့ဒါပေမဲ့သူရိန်ဟာ2နာရီလောက်ကားမောင်းပြီးဖြူစင်စီကိုလာခဲ့ရတယ်သူရိန်စိတ်ထင်တော့ဒီလောက်အကြာကြီးမောင်းလာခဲ့ရတာမို့ချစ်သူကအလှပြင်ပြီးအတင်းဆောင်နေလောက်ပြီလို့ထင်ခဲ့တယ်တကယ်တမ်းတော့ဖြူစင်ဟာ2နာရီကြာတာတောင်အလှပြင်လို့မပြီးသေးဘူးဘာကြောင့်လဲဆိုတော့သူမရဲ့ရုပ်ကိုသူမမှန်ထဲမှာအရန်လာတယ်လို့မြင်ပြီးမှန်ရှိကနေမခွာနိုင်ဖြစ်နေလို့ပဲသူမဟာငါကတော့နတ်သမီးလေးလိုပဲလို့ကျင်းတဲ့နေကမှန်ထဲကသူ့ကိုယ်သူအာဝါးတွေပေးနေရင်သူရေးစားလာကြုံမှာကိုပါမိနေခဲ့တယ်သူရိန်အင်းရှိရောက်တော့တကားခောက်ပြီးခေါ်ပေမဲ့ဖြူစင်ကဆင်းမလာခဲ့ဘူးဖုန်းဆက်လည်းမကင်ဘူးဘာလို့လဲဆိုတော့ဖြူစင်ဟာငါအရန်လာတာပဲဆိုပြီးကျင်းတဲ့နေကတချင်းဖွင့်ပြီးကနေရကြောင်းသူရိန်ခေါ်တာကိုလုံးဝမကြားခဲ့ဘူး9မိနစ်က2နာရီဖြစ်သွားပြီးဒီမိမကငါ့ကိုအာဖရိကကနေလာခိုင်းတာလားလို့တွေးပြီးစိတ်တူလာတဲ့သူရိန်ဟာတကားကိုရိုက်ဖြတ်ပြီးအိမ်ထဲကိုအတင်းဝင်လာခဲ့တယ်အိမ်ထဲရောက်တော့ဖြူစင်ကအလှပြင်အောင်မပြီးသေးပဲညခုံးမွေးဆွဲနေတာကိုမြင်လိုက်ရတော့သူရိန်ဟာပိုပြီးဒေါသထွက်သွားခဲ့တယ်သူရိန်ဟာဒေါသအလျောက်အော်ပြောလိုက်တယ်ဟေ့နင်းမျက်ခွက်ကိုဘလောက်ကြာပြင်းဒီမျက်ခွက်ပဲဘာမှလည်းပြောင်းလဲပြီးလှလာတာမဟုတ်ဘူးခုနင်းမျက်နာကမြောက်ဖင်နီနဲ့တူနေပြီနင်းရဲ့အလှပြင်ချိန်ကအိန္ဒိယကားတွေရဲ့ဇသိန်းလိုရှည်လွန်းတယ်ဒေါသထွက်နေတဲ့သူရိန်ဟာဖြူစင်ကို၄-၅ချက်လောက်ထုရိုက်လိုက်ပြီးမှသူမကိုပွေ့ချီကအိမ်ပေါ်ကိုဆွဲခေါ်သွားခဲ့တယ်သူရိန်ဟာဒေါသတကြီးနဲ့အိမ်ဝရန်တာကိုရောက်တဲ့အခါဖြူစင်ကိုကြည့်ပြီးထပ်ပြီးအော်ဟစ်လိုက်တယ်နင်တို့မိမတွေကဘာလို့အမြဲတမ်းကြားတယ်မလှတဲ့မျက်ခွက်ကိုလည်းပြင်နေတာမပြီးနိုင်ဘူးလို့ပြောပြီးဒေါသကိုမထိန်နိုင်တော့တဲ့အစုံအိမ်ဝရန်တာပေါ်ကနေအောက်ကိုပစ်ချလိုက်ပါတော့တယ်ဖြူစင်ခများမှာတော့9မိနစ်လေးကိုဘာလို့တီးမခံနိုင်ရတာလဲလို့တွေးရင်အလှပြင်ဖို့အချိန်ယူမှုရဲ့စိုးကျိုးကိုခန်းစားသွားခဲ့ရပါတော့တယ်